္ဂလာပါUnited Area ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ည9:45မှာတော့ကျွန်တော်တို့ Manchester United တင်က Newcastle တင်းနဲ့တွားရောက် Newcastle ရဲ့အိမ်ဝင်စိတ်ချိန်ပါမှာကျွန်တော်တို့တွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်ဒီနေ့ပွဲမှာဗျာကျွန်တော်တို့ညကလည်းလီဗာပူးကကျွန်တော်တို့ဝိုဘာတင်းကိုရှုံးနေသွားတယ်ဆိုတော့ကျွန်တော်တို့ဒီတစ်ဖက်ပြန်ဘက် Chelsea ကလည်းကျွန်တော်တို့ပြီးခဲ့တဲ့ဘက်မှာလည်းရှုံးနေထားတယ်ကျွန်တော်ဒီဘက်မှာလည်းAston Villa နဲ့တွေ့ဆုံထားတဲ့ဆို United အနေနဲ့လုံးဝအဆင့်3မှာခိုင်ခိုင်မာမာရပ်တည်နိုင်မဲ့ဒါအခွင့်အရေးတစ်ခုရှိနေပါတယ်နောက်ဆုံးပိတ်ကျွန်တော်တို့5ပွဲတွေ့ဆုံမှုကြည့်မယ်ဆိုရင် United က2ကြိမ်ပဲနိုင်ထားတယ်ဒါ Newcastle ကတော့ကျွန်တော်တို့3ကြိမ်တိနိုင်ထားတယ်ဒါ Newcastle ကတော့သူတို့အိမ်ဘက်မှာအများအား United ကိုဒုက္ခပေးနေကြတယ်ဒါပေမဲ့လို့ဒီရာသီမှာ Newcastle အသင်းဟာ Premier League နောက်ဆုံး5ပွဲမှာကျွန်တော်တို့စပါးတင်းကိုအနိုင်ရထားတယ်ဒါ Newcastle အသင်းကဒါခြေစွမ်းပိုင်းအကြဘက်ကိုရောက်နေတဲ့အတင်းဒါကစားသမားဒီဒဏ်ရာရနေအနေထားရှိတယ် United ဘက်ကိုကြည့်မယ်ဆိုရင် United ကဒါနီးပြမိုက်ကယ်ကားတဲ့လက်ထက်မှာကျွန်တော်တို့နိုင်ပွဲတွေဆက်နေတယ်ပြီးခဲ့တဲ့အပတ်မှာလည်းကျွန်တော်တို့ဒါပြီးခဲ့တဲ့အပတ်မှာကျွန်တော်တို့ Crystal Palace ကို 1-0 ဆိုတဲ့2-1 ဆိုရလနဲ့ကျွန်တော်တို့နိုင်ရရှိခဲ့တယ်ကတ်တာ United ဒီဘက်မှာကြည့်မယ်ဆိုရင်ဒါလူဒဏ်ရာရကစားသမားတွေများတယ်ကျွန်တော်တို့လက်ဆန်ဒိုမာတီနဲ့လုံးဝမပါလာနိုင်သေးဘူးမေဆန်မောင်းကတော့training ပြန်ဆင်းနေတယ်ကြောက်ရတာတော့ဗျာဒါ United နောက်တန်းကလည်းနေရိုတိုကကျွန်တော်တို့ဒါကောင်းတော့ကောင်းတယ်ဒါပေမဲ့လို့ကျွန်တော်တို့ခါတွေလူကက်ကစားပုံတွေမှာလိုအပ်တဲ့အချက်တွေရှိနေသေးတယ်တိုက်စစ်မှာတော့ကျွန်တော်တို့အမ်ဘူအာမတ်ကျွန်တော်တို့စကူတို့အုပ်စုနေပဲကျွန်တော်တို့ပွဲထွက်လာအောင်မယ်ကျွန်တော်ထင်တယ်ကွန်လီကတော့ဒါမပြောင်းလဲဘူးကျွန်တော်တို့ဒါကစမဲရိုကိုပီမိုင်းယူပဲတခုရှိတာကကစမဲရိုအနေနဲ့အသက်အရွယ်ရလာပြီဖြစ်တယ်ကျွန်တော်တို့တခါတည်းမှာအထာနေနေတဲ့အရာတွေရှိတယ်ဒီအခွင့်အရေးကိုတစ်ဖက်အသင်းကကျွန်တော်တို့ယူပြီးတော့ဒါကစပဲနဲ့ပွဲမှာလည်းကျွန်တော်တို့စောစီကိုပေးလိုက်ရတယ်ဒါဒီကိုအားလုံးအနေနဲ့ကျွန်တော်တို့ဒါဒီနေ့ပွဲမှာတော့ဘယ်လိုရက်လက်တွေဒါထွက်သွားမလဲဒါ Newcastle အိမ်ကွန်းမှာ United တို့မနိုင်တာကြာပြီး United အနေနဲ့ဒါဒီပွဲကိုဒါအနိုင်ရရှိလိုက်ရင်တော့ကျွန်တော်တို့ဒါအဆင့်3မှာကျွန်တော်တို့ခိုင်ခိုင်မာမာရပ်တည်နိုင်မဲ့ပွဲကောင်းတစ်ပွဲလေးဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ